င်လယ်နက်ထဲမှာယူကရိန်းရဲ့ကမ်းရိုးတန်းတွေနဲ့စိတ်ကမ်းတွေကိုရုရှားကဒရုန်းတွေနဲ့ဆက်တိုက်တိုက်ခိုက်နေရဟာစစ်ပွဲရဲ့အပြင်ပန်းဆုံးနဲ့အမြဲတမ်းချင်းချောက်မှုကြီးတစ်ခုဖြစ်နေစေပါခရိုင်းမီးယားဝင်းကျင်မှာဖြစ်ပွားလေရှိတဲ့ဒီတိုက်ခိုက်မှုတွေအတွက်ခရမ်လင်ဟာပုံမှန်အားဖြင့်ရှာဟတ်ဒါမှမဟုတ်ဂရန်မျိုးစားဒရုန်းတွေကိုစစ်မြေပြင်မှာအသုံးပြုလေရှိပါတယ်ရည်ရွယ်ချက်ကတော့နိုင်ငံတကာရေကြောင်းတည်ယူပို့ဆောင်ရေးနဲ့ယူကရိန်းရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းနှစ်ခုလုံးကိုဖိအားပေးထားဖို့ဖြစ်ပါတယ်ရုရှားဟာပင်လယ်နက်ထဲကအရက်ဘက်ကုန်တင်သင်္ဘောတွေနဲ့ရှာဖွေကယ်ဆယ်ရေးလှေတွေကိုရှာဟတ်ဒရုန်းတွေနဲ့တိုက်ခိုက်ပြီးသူတို့ရဲ့ရက်စက်တဲ့သဘောထားကိုထပ်ခါတလဲလဲပြသခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းကတော့ရေတပ်သုံးဒရုန်းတွေရဲ့ကုန်းဘက်ပေါ်ကနေကြီးစံပုံတရံကြားဖြတ်ပစ်ခတ်တဲ့ဒရုန်းတွေကိုလွှတ်တင်ပြီးဒီကြီးမားတဲ့လေကြောင်းအန္တရာယ်ကိုတော်လှန်တဲ့တုံ့ပြန်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်သူတို့ဟာပင်လယ်ပြင်ကျယ်ကြီးထဲမှာပြန်တန်းလာတဲ့ရှာဟတ်ဒရုန်းတွေကိုလိုက်လံအမဲလိုက်နိုင်တဲ့စွမ်းရည်ရရှိလာခဲ့တာပါအထူးသဖြင့်မူရာအမျိုးအစားမောင်းသူမဲ့ရေရင် USB တွေဟာဒီအမခန်းနီးဗျူဟာရဲ့အဓိကဆက်ဆောင်တွေအနေနဲ့ပင်လယ်ပြင်မှာနေရာယူလာခဲ့ပါတယ်ကမ္ဘာပထမဆုံးအကြိမ်ဖြင့်အောင်မြင်ခဲ့တဲ့ဒီဖြစ်စဉ်ဟာယူကရိန်းရဲ့မောင်းသူမဲ့စနစ်များဆိုင်ရာတပ်ဖွဲ့ရဲ့ဦးဆောင်မှုနဲ့အတူလျင်လျင်မြန်မြန်တိုးတက်လာခဲ့ပြီးဒီရင်းရင်းနဲ့အပြောင်းလဲကိုစတင်စေခဲ့တဲ့အရေးကြီးဆုံးအခိုက်အတန့်တစ်ခုကတော့ပင်လယ်နက်ရဲ့အလဲပဟိုမှာဖြစ်ပွားခဲ့တာပါပင်လယ်နက်ကမ်းရိုးတန်းရဲ့လှိုင်းလုံးတွေပေါ်မှာမောင်းသူမဲ့လှင်ငယ်တစ်စင်းဟာတိတ်တဆိတ်ဆောင်တိုင်းနေခဲ့ပါတယ်ဒါဟာရုရှားစစ်သင်္ဘောတွေကိုနစ်မြုပ်ရာမှာနာမည်ကြီးတဲ့ယူကရိန်းရဲ့မူရအမျိုးအစားရေတပ်သုံးဒရုန်းတစ်စီးဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူကတိုက်ခိုက်ဖို့မဟုတ်ပဲကာကွယ်ဖို့ရောက်နေရပါ။အထဲမှာလူတစ်ယောက်မှမရှိပါဘူး။ကီလိုမီတာပေါင်းများစွာအကွာအဝေးကကာကွယ်ရေးစခန်းတွေကဖန်သားပြင်တွေရှိမှထိုင်နေတဲ့မောင်းနေသူတွေကဒါကိုထိန်းချုပ်နေရဖြစ်ပါတယ်။အဲဒီချိန်မှာမိုးကုတ်စဝိုင်းစီကနေနှိမ့်နှိမ့်လေးနဲ့ဇွဲကောင်းကောင်းပြန်တန်းလာတဲ့ပုံရိပ်တစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့ယူကရိန်းမျိုးပြတွေစီကိုဥတီပြန်တန်းလာတဲ့ရုရှားရဲ့ရှာဟတ်ဒရုန်းတစ်စင်းဖြစ်ပါတယ်။အတီအကျအဲ့ဒီအခိုက်အတန့်မှာပဲအရင်ကတခါမှမဖြစ်ဘူးတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။လှီရဲ့ကုန်းဘက်ပေါ်ကလွတ်တရေးစနစ်ပွင့်သွားပြီးအထဲကနေကြီးစံပုံတရံကြားဖြတ်ပစ်ခတ်တဲ့ဒရုန်းငယ်တစ်စင်းလေထဲကိုပြန်တက်သွားခဲ့ပါတယ်။တနိုက်ကိုကီလိုမီတာ300ကျော်နှုန်းနဲ့ပြန်တန်းပြီးရှာဟတ်ဒရုန်းကိုအမိလိုက်ကပြစ်မှတ်ကိုတည်တည်ကြကြသတ်မှတ်ပြီးနောက်ဆုံးအခိုက်အတန့်မှာအပေါ်ကနေထိုးဆင်းတိုက်ခိုက်ပြီးလေထဲမှာတင်အစအရာရာအပိုင်းပိုင်းဖြစ်အောင်ဖျက်ဆီးပစ်လိုက်ပါတယ်။ရှာဟတ်ဒရုန်းဟာကန်ယူရန်နဲ့ကီလိုမီတာရာနဲ့ရှည်ဝေးကွာနေသေးတဲ့အချိန်မှထိအန္တရာယ်ကဖျက်ဆီးခြင်းခံလိုက်ရပါပြီ။မောင်းသူမဲ့ဆက်ပစ္စည်းနှစ်ခုပဲပင်လယ်ပြင်ကျယ်ကြီးပေါ်မှာစုံတွေ့ခဲ့ကြပြီးတစ်ခုကနောက်တစ်ခုကိုအမဲလိုက်သွားခဲ့တာပါ။ဒါကတင်းငယ်တဲ့နည်းပညာဆိုင်ရာအောင်မြင်မှုတစ်ခုလို့ထင်ရနိုင်ပေမဲ့ဒါဟာတစ်ကြိမ်နဲ့ပြသတဲ့စွမ်းရည်မျိုးမဟုတ်ပါဘူး။2026ခုနှစ်ဧပြီလမှာပထမဆုံးအကြိမ်တိုက်ခိုက်နိုင်ခဲ့ကလေးကယူကရိန်းဟာဒီစွမ်းရည်ကိုလှစ်လင်းမြမြတိုးတက်အောင်လှုပ်ဆောင်နေပါတယ်။ပုံမိုစွမ်းအားကြီးတဲ့ရေတပ်သုံးမောင်းသူမဲရှင်အသစ်တွေဟာလည်းစင်မြင့်ထက်ကိုတစ်စင်းပြီးတစ်စင်းရောက်ရှိလာနေပါတယ်။ဒီအောင်မြင်မှုကိုပထမဆုံးရယူနိုင်ခဲ့တဲ့တပ်ဖွဲ့ရဲ့နောက်ခံကလည်းတိုက်ဆိုင်မှုမရှိပါဘူး။အမှတ်410နှစ်နီမီစစ်တပ်မဟာဟာတမန်ရိုးကျစစ်ဘက်ဆိုင်ရာတပ်ဖွဲ့တစ်ခုထက်နည်းပညာစတင်ပြိုးထောင်စာကုမ္ပဏီတစ်ခုလိုပိုပြီးလှုပ်ဆောင်လေးရှိရာကြောင့်နာမည်ကြီးပါတယ်။ဗန်နာယီစန်းစစ်သူဟောင်းတဦးဖြစ်ခဲ့တဲ့သူတို့ရဲ့စစ်ဦးစီးချုပ်ကတပ်ဖွဲ့ရဲ့လုပ်ငန်းတွေးခေါ်ပုံကို Star App တစ်ခုနဲ့နှိုင်းယှဉ်ပြထားပါတယ်။အဲ့ဒါကတော့မြန်ဆန်အမှားရှာပါပုံစံတူအသစ်တစ်ခုကိုမြန်တိဆောက်ပါစမ်းသပ်ပြီးအစင်းမြင့်တင်မှာတကယ်လို့အစင်းမပြေရင်ဘေးဖယ်ထားပြီးနောက်တစ်ခုကိုဆက်သွားပါဆိုတာပါပဲဒီလိုလင်းလင်းမြန်စမ်းသပ်တတ်တဲ့ယဉ်ကျေးမှုကြောင့်ဒီတပ်မဟာကမ္ဘာပထမဆုံးစံချိန်တင်မှုအများအပြားကိုပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ The Economic မဂ္ဂဇင်းရဲ့အဆိုအရယူကရိန်းတနိုင်ငံလုံးမှာပစ်ချခံရတဲ့ရှာဟတ်ဒရုန်းတွေရဲ့6ပုံ1ပုံကိုဒီတပ်ဖွဲ့တစ်ခုတည်းကပဲတာဝန်ယူပစ်ချပေးခဲ့တာဖြစ်ပါတယ်။2026ဇန်နဝါရီလမှာပင်လယ်ပြင်ကနေကြားဖြတ်ပစ်ခတ်တဲ့စနစ်ဟာလည်းသူတို့ရဲ့အသစ်ဆုံးနဲ့အရေးရင်ဆုံးခြေလှမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုပင်လယ်ပြင်ကနေလွတ်တင်တဲ့ကြားဖြတ်ပစ်ခတ်ရေးဒရုန်းဆိုတာအတိအကျပါလေဒီစနစ်ရဲ့ကျယ်ဝန်းကတော့မကြာသေးမီနှစ်တွေအတွင်းယူကရိန်းမှာဒဏ္ဍာရီတစ်ခုလိုဖြစ်လာခဲ့တဲ့ Sting လို့ခေါ်တဲ့လက်နက်ပဲဖြစ်ပါတယ်။ Sting ရဲ့သမိုင်းကြောင်းကယူကရိန်းရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းစိတ်ဓာတ်ကိုအတိအကျထင်ဟပ်နေပါတယ်။ဒီဒရုန်းကိုကြီးမားတဲ့ကာကွယ်ရေးကုမ္ပဏီကြီးတစ်ခုကထုတ်လုပ်ခဲ့တာမဟုတ်ပဲ Well Honor လို့ခေါ်တဲ့စေတနာဝန်ထမ်းအဖွဲ့တစ်ဖွဲ့ကအလှူငွေတွေနဲ့အဓိကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်2025ခုနှစ်အစပိုင်းမှာဒီ project ကလုံးဝရပ်ဆိုင်းလို့နေပါဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့2025 AP လမှာစတင်ဒရုန်းကရှာဟတ်ဒရုန်းကိုပစ်ချလိုက်တဲ့ဗီဒီယိုဖိုင်အင်တာနက်ပေါ်မှာပြန့်နှံ့သွားခဲ့ပြီးနောက်မှာတော့
အရာရာတံပြန်ပြောင်းလဲသွားခဲ့ပါ။ဒီနေ့မှာတော့ Steam ဟာယူကရိန်းရဲ့အအောင်မြင်ဆုံးရှာဟတ်အမဲလိုက်စက်ကြီးဖြစ်နေပါပြီ။ 3D printer နဲ့ထုတ်လုပ်ထားတဲ့ကြည်စံပုံသဏ္ဍာန်ကိုယ်ထည်နဲ့အားကောင်းတဲ့မော်တာလေးလုံးကြောင့်တနာရီကိုကီလိုမီတာ300ကျော်အထိပြန်တန်းနိုင်ပါတယ်။အထဲမှာပါတဲ့အပူလိုင်းဖန်းကင်မရာကြောင့်ညဘက်မှာတော့ပြစ်မှတ်ကိုကောင်းကောင်းမြင်နိုင်ပါတယ်။ပြီးတော့နောက်ဆုံးတိုက်ခိုက်မဲ့အခိုက်အတန့်မှာအတူယူဖန်တီးထားတဲ့ညရည်တူးစနစ်ရဲ့အကူအညီနဲ့ပြစ်မှတ်ကိုအလိုလျောက်သတ်မှတ်ဖန်ယူနိုင်ပါတယ်။ဒါပေမဲ့ Steam ကိုတကယ်ပဲကြောက်ဖို့ကောင်းစီတဲ့အချက်ကသူ့ရဲ့စွမ်းဆောင်ရည်တွေမကပဲကုန်ကြကြီးနဲ့စံချိန်မှတ်တမ်းတွေကြောင့်လည်းဖြစ်ပါတယ်။ဒီဇင်းကိုဒေါ်လာ2300ဝန်းကျင်ပဲကျတင်ပြီးထုတ်လုပ်သူတွေကတရက်ကိုအစင်းရေ100နီးပါးထုတ်လုပ်နိုင်ပါတယ်။ဒီဈေးပေါ်ရဲ့ရင်ငယ်လေးဟာစစ်မြေပြင်မှာအံ့ဩစရာအောင်မြင်မှုတွေကိုပြသခဲ့ပါတယ်။2026ဖေဖော်ဝါရီလအထိရှာဟန်နဲ့ Grand အမျိုးအစားဒရုန်းပေါင်း3900ကျော်ကိုပစ်ချနိုင်ခဲ့ပါတယ်။ဒါအပြင်ရုရှားရဲ့အနေအကြီးဆုံးဖြစ်တဲ့ဂျက်အင်ဂျင်သုံးရှာဟတ်ဒရုန်းတွေကိုတော့ခုခံပစ်ချနိုင်စွမ်းရှိပါတယ်။2026 EP လထိ Steam drone တစ်ခုတည်းတင်ပစ်ချခံခဲ့ရတဲ့ဂျက်အင်ဂျင်သုံးရှာဟတ်ဒရုန်းအားလုံးရဲ့80%ခန့်ကိုတာဝန်ယူပစ်ချပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒါဟာဈေးပေါ်တွေကစားစရာတသက်မဟုတ်ပါဘူး။စံချိန်တင်အောင်မြင်ထားတဲ့အမဲလိုက်စက်ကြီးဖြစ်လာပါတယ်။ပြီးတော့ဒီနာမည်ကြီးလက်ရာကိုရေတက်သုံးမောင်းသူမင်းရှင်ပေါ်ကနေလွတ်တင်လိုက်တာဟာအခြေအနေကိုလုံးဝချမ်းသာတဲ့အဆင့်တစ်ခုစီတည်ဆောင်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်မူရာမောင်းသူမဲ့ရင်ရင်ဟာအခန်းကဏ္ဍတစ်ခုထဲမှာတင်ပိတ်မိမနေတော့လို့ဖြစ်ပါတယ်။ဒီလီငယ်လေးဟာဒီနေ့မှာရုရှားစစ်သင်္ဘောကိုတိုက်ခိုက်တဲ့စစ်လက်နက်ဖြစ်နိုင်တယ်လို့နောက်နေ့မှာတော့ကောင်းကင်ယံကိုကာကွယ်ပေးတဲ့လေကြောင်းရန်ကာကွယ်ရေးအစိပ်ပိုင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။နိမီစစ်တပ်မဟာကဒါကိုအလေလက်အကွာဝေးတိုက်ခိုက်မှုလို့ခေါ်တဲ့ပေါင်းဆက်ဗျူဟာရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ရှုမြင်ပါတယ်။ဒါဆိုယူကရိန်းအနေနဲ့ဒီလိုစမ်းသစ်တဲ့ကာကွယ်နည်းလမ်းတွေကိုဘာကြောင့်အတင်းအဓမ္မတီထွင်ခဲ့ရလဲ အဖြေကတော့ရှာဟတ်ဒရုန်းတွေရဲ့အလွန်အမေများပြားလာတဲ့အရေးအတွက်ကြောင့်ဖြစ်ပါတယ်။အီရန်ဒီဇိုင်းဖြစ်တဲ့ဒီကောင်းဖြတ်ပုံဒရုန်းတွေဟာဖောက်ခွဲရေးပစ္စည်းကီလိုဂရမ်200အထိသယ်ဆောင်နိုင်ပြီးရေဒါတွေမမိအောင်အလွန်နှိမ့်တဲ့အမြင့်ကနေပြန်တန်းလာတတ်ကြပါတယ်။ဒါပေမဲ့တကယ်အန္တရာယ်ကရှာဟတ်တစ်စင်းနဲ့မှမဟုတ်ပဲသူတို့ရဲ့အရေးအတွက်မှရှိနေရပါရုရှားဟာတာတာစတန်ဒေတာကအလာဘူကာစက်ရုံမှာအကြီးအကျယ်ထုတ်လုပ်မှုတွေပြုလုပ်ခဲ့ပြီးတိုက်ခိုက်မှုအတိုင်းအတာကိုမကြုံစဘူးအဆင့်ထိမြင့်တင်ခဲ့ပါတယ်ကာလတစ်ခုမှဆိုရင်လစဉ်လွတ်တင်မှုအရေးအတွက်ဟာ6000ကျော်အထိရှိခဲ့ပြီးအခုဆိုရင်တညထဲမှာတင်ရှာဟတ်ဒရုန်းရာပေါင်းများစွာကိုတပြိုင်နက်တည်းဆေးလွတ်နိုင်နေပါပြီယူကရိန်းကာကွယ်ရေးကအများစုကိုပစ်ချနိုင်နေဆိုရင်တော့ဒရုန်းရာနဲ့ရှိတပြိုင်နက်တည်းလာတဲ့ညမျိုးမှာကာကွယ်ရေးကိုဖျက်ကျော်သွားနိုင်တဲ့ရာခိုင်နှုန်းအနည်းငယ်လေးကတည်းမျိုးပြတွေနဲ့စွမ်းရည်အခြေခံအဆောက်အုံတွေကိုအကြီးအကျယ်ပျက်စီးစေဖို့လုံလောက်တဲ့ထိမှန်မှုကိုဖြစ်ပေါ်စေပါတယ်။ဒါတင်မကသေးပဲမော်စကိုကရပ်တန့်မသွားပါဘူး။တမန်ရိုးကျရှာဟတ်ထက်ပုံမြန်ပြီးကြားဖြတ်ပစ်ဖို့ပိုခက်ခဲတဲ့ဂျက်အင်ဂျင်သောအမျိုးအစားတွေကိုပါထပ်မံထုတ်လုပ်ခဲ့ပါတယ်။ဒီလိုမပြီးဆုံးနိုင်တဲ့ဝိုင်းရံပိတ်ဆို့မှုတွေကြောင့်ပဲယူကရိန်းဟာကုန်းကြောင်းလေကြောင်းပြီးတော့အခုဆိုရင်ပင်လယ်ပြင်ကနေပါကာကွယ်ရေးအလွှာအသစ်တွေကိုတည်ထွင်ခဲ့ရတာဖြစ်ပါတယ်။ဒီကာကွယ်ရေးရဲ့ရေကြောင်းဆိုင်ရာအတိုင်းအတာကအထူးသဖြင့်ပိုပြီးအရေးကြီးပါတယ်။ဒါကိုပိုပြီးနားလည်ဖို့အတွက်ပင်လယ်နက်ရဲ့ထူးခြားတဲ့အခြေအနေတွေကိုကြည့်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှာဟတ်ဒရုန်းတွေရဲ့တိတိတသားအစိပ်ပိုင်းတစ်ခုဟာယူကရိန်းစီကိုတောင်ဘက်ပင်လယ်နက်ပေါ်ကနေသိမ်းပိုက်ခံရတဲ့ခရိုင်းမီးယားဘက်ကနေလာတာကြောင့်ဖြစ်ပါတယ်။အကယ်၍ဒီဒရုန်းတွေကိုကမ်းရိုးတန်းကိုမရောက်ခင်ပင်လယ်ပြင်ပေါ်မှာတင်တားဆီးနိုင်မယ်ဆိုရင်အိုဒက်ဆာနဲ့မိုင်ကိုလက်လိုမျိုးစိတ်ကမ်းမြို့တွေကိုအများကြီးပိုစောစောကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ပင်လယ်ပြင်ကျယ်ကြီးထဲမှာကာကွယ်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ရေလေကောင်းမှာပုံသေးလေကြောင်းရန်ကာကွယ်စနစ်တွေဒါမှမဟုတ်ရွေရှားပစ်ခတ်ရေးအဖွဲ့တွေကိုတွားထားလို့မရသလိုအသုံးပြုနိုင်တဲ့စစ်သင်္ဘောအရေးအတွက်ကလည်းအလွန်အကန့်အသတ်ရှိပါတယ်။ဒီဟာကွက်ကိုမောင်းသူမဲ့ရေရင်တက်ရှင်တွေကဝင်ရောက်ဖြည့်ဆည်းပေးနေရဖြစ်ပါတယ်။ဒါအပြင်သူတို့ဟာပင်လယ်နက်ထဲမှာနှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ပုံမကြီးမားတဲ့အသွင်ကူးပြောင်းမှုကြီးကိုလည်းဆက်လက်တည်ဆောက်နေရဖြစ်ပါတယ်။ယူကရိန်းရဲ့မောင်းသူမဲ့ရေတပ်ရင်တွေဟာဒီစစ်ပွဲရဲ့မျှော်လင့်မထားတဲ့အအောင်မြင်ဆုံးဇလံတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ရေတပ်လုံးဝမရှိသလောက်ဖြစ်တဲ့နိုင်ငံတစ်ခုဟာဒီလိုသိငယ်ပြီးဈေးပေါ်တဲ့လေငယ်လေးတွေနဲ့ရုရှားရဲ့အခြေစိုက်ပင်လယ်နက်ရေတပ်စုကြီးကိုဒူးထောက်သွားလုပ်နိုင်ခဲ့ပါတယ်။ကိန်းဂဏန်းတွေကထင်ရှားပါတယ်။ယူကရိန်းရဲ့ရေတပ်ဒရုန်းတွေနဲ့ဒုံးကျည်တွေသုံးပြီးတိုက်ခိုက်မှုကြောင့်ရုရှားစစ်သင်္ဘော30ကျော်နစ်မြုပ်ဒါမှမဟုတ်အပြင်းထန်ပျက်စီးခဲ့ရပြီးရေတပ်စုအပေါ်ဒေါ်လာသန်းပေါင်း900ကျော်ဖို့အထိစုစုပေါင်းပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့ပါတယ်။အဲ့ဒီထဲမှာပင်လယ်နက်ရေတပ်စုရဲ့အလံတင်သင်္ဘောကြီးဖြစ်တဲ့မော့စကာဘာစစ်သင်္ဘောကြီးလည်းပါဝင်ပါတယ်
PR တွေအလွန်များလာကြောင်းရုရှားဟာ2023ခုနှစ်နှောင်းပိုင်းကလေးကသူတို့ရဲ့တမိုင်းဝင်အဓိကအခြေစိုက်စခန်းဖြစ်တဲ့စီဘက်စတိုပိုကနေအရှိတ်အဝေးကြီးကNovorossiysk စီကိုရေတပ်စုအများစုကိုစုခွာသွားခိုင်းခဲ့ရပါတယ်။ဒါအပြင်တူရကီကမွန်ထရိုကွန်ဗန်းရှင်းအရစစ်သည်မော်တွေဖြတ်တန်းခွင့်ကိုပိတ်ပင်ထားတာကြောင့်ဒီဆုံးရှုံးမှုတွေကိုပြန်လည်ဖြည့်ဆည်းပေးဖို့ကရုရှားအတွက်မဖြစ်နိုင်သလောက်ပါပဲ။ရုရှားအနေနဲ့ပြင်ပကနေပင်လယ်နဲ့ရေတပ်စုစီစစ်ကူတွေမပို့နိုင်ပါဘူး။ဂျာလန်အနေနဲ့ယူကရိန်းဟာတိုက်ခိုက်ရေးသင်္ဘောတစ်စင်းမှမရှိဘဲပင်လယ်ပြင်ကိုရန်သူတွေမဝင်ရောက်နိုင်အောင်ထိရောက်စွာတားဆီးနိုင်ခဲ့ပါတယ်။အခုတော့ဒီမောင်းသူမဲရင်ရင်တွေဟာနောက်ထပ်အခန်းကဏ္ဍတစ်ခုကိုပါထပ်မံတာဝန်ယူလာပါပြီ။ပင်လယ်ပြင်မှာတိုက်ခိုက်ရုံတွေမကဘဲကောင်းကင်ရန်ကိုပါကာကွယ်လာတာဖြစ်ပါတယ်။ပင်လယ်ပြင်မှာရုရှားသင်္ဘောတွေကိုလိုက်လံတိုက်ခိုက်ခဲ့တဲ့ပလက်ဖောင်းတွေဟာအခုတော့ပြန်တန်းလာတဲ့ရှာဟတ်ဒရုန်းတွေကိုပါပစ်ချနေပြီဖြစ်ပါတယ်။ဒါဟာအရေးသွေးပိုင်းအရကြီးမားတဲ့ခုံပြန်ကျော်လာမှုကြီးဖြစ်ပါတယ်။ဈေးပေါ်တဲ့လီငယ်ဒဇင်းတွေကတိုက်ခိုက်ရေးလက်နက်ရောလေကြောင်းရန်ကာကွယ်အစိပ်ပိုင်းမှာဖြစ်လာတာပါ။ရုရှားတော်တော်ဒါဟာပုံမရှုပ်ထွေးတဲ့ချင်းချောက်မှုကြီးဖြစ်လာပါတယ်။ခရိုင်းမီးယားနဲ့သိမ်းပိုက်ခံနယ်မြေတွေစီသွားတဲ့ရေကြောင်းထောက်ပံ့ရေးလမ်းကြောင်းတွေဟာယူကရိန်းဒရုန်းတွေရဲ့ချင်းချောက်မှုကိုခံနေရပြီးသားပါအခုဆိုရင်အဲ့ဒီဒရုန်းတွေကခရိုင်းမီးယားပေါ်ကနေလာမဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပါပင်လယ်ပြင်အလယ်မှာတင်ကြားဖြတ်တားဆီးနိုင်နေပြီဖြစ်ပါတယ်ပင်လယ်နက်ဟာရုရှားအတွက်ဘေးကင်းတဲ့အခြေစိုက်စခန်းတစ်ခုမဟုတ်တော့ဘဲရေပြင်ရောကောင်းကင်ပါချင်းချောက်မှုအောက်ရောက်နေတဲ့အကျဉ်းမျက်နှာတစ်ခုအဖြစ်ပြောင်းလဲလာနေပါပြီ။ဒါပေမဲ့ဒီဇလန်ရဲ့တကယ့်ကိုထင်ရှားတဲ့အချက်ကတော့ဤပညာဒါမှမဟုတ်ပထဝီဝင်အနေထားမှာဝတ်ထားတာမဟုတ်ပဲတင်ချတွက်ချက်မှုတွေမှာရှိနေတာဖြစ်ပါတယ်။ခေတ်သစ်လေကြောင်းရန်ကာကွယ်ရေးရဲ့အကြီးမားဆုံးအခက်အခဲကတော့ကုန်ကျစရိတ်မမျှတမှုပဲဖြစ်ပါတယ်။ကိန်းဂဏန်းတွေကဒါကိုသက်သေပြနေပါတယ်။တစ်ဖက်မှာဒေါ်လာ2000ကနေ9000ဝန်းကျင်ပဲကျတဲ့ရှာဟတ်ဒရုန်းရှိနေပါတယ်။အကယ်၍ဒါကိုတမန်ရိုးကျနီလန်အတိုင်းဥပမာပီထရီရဲ့ဒုံးကျည်နဲ့ပစ်ချဖို့ကြိုးစားမယ်ဆိုရင်တစ်ချက်ပစ်ခတ်ခွင့်အတွက်ဒေါ်လာ4သန်းကျော်ထိကုန်ကျမှာဖြစ်ပါတယ်။ဆိုလိုတာကဒေါ်လာ9000တန်အနည်းကိုတားဆီးဖို့ဒေါ်လာ4သန်းသုံးနေရတာပါ။ပြစ်မှတ်ကိုမှန်အောင်ပြစ်နိုင်ရင်တော့မဟာဗျူဟာမြောက်စီးပွားရေးအရရှုံးနေနေတာဖြစ်ပါတယ်။ဒါဟာပူတင်ရဲ့ရှာဟတ်ဒရုန်းကစားကွက်အခြေခံထားတဲ့ရက်စက်တဲ့တွက်ချက်မှုကြီးဖြစ်ပြီးရန်သူရဲ့ဈေးကြီးပြီးရှားပါတဲ့ဒုံးကျည်တွေကိုဈေးပေါ်ပြီးပေါ်များတဲ့ဒရုန်းတွေနဲ့တိုက်ခိုက်ပြီးစီးပွားရေးအရမွေးပြကြအောင်လှုပ်ဆောင်တာဖြစ်ပါတယ်။ဒါသာရေရှည်ဆက်သွားမယ်ဆိုရင်ဘလောက်ပဲခင်မီရဲ့လေကြောင်းရန်ကာကွယ်စနစ်ဖြစ်ပါစေဒီလိုမမျှတတဲ့ညီမျှခြင်းအောက်မှာပျက်စီးသွားမှာဖြစ်ပါတယ်။ကြားဖြတ်ပစ်ခတ်တဲ့ဒရုန်းတွေကတော့ဒီညီမျှခြင်းကိုလုံးဝပြောင်းပြန်လှန်ပစ်လိုက်ပါပြီ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းရှာဟတ်ဒရုန်းတွေလိုပဲဈေးအလွန်ပေါ်လို့ဖြစ်ပါတယ်။ဒဇင်းကိုဒေါ်လာအနည်းငယ်ပဲကျတင်ပါတယ်။အခုဆိုရင်ယူကရိန်းဟာဒေါ်လာ9000တန်အနည်းကိုအလားတူကုန်ကျစရိတ်ဒါမှမဟုတ်ပိုပြီးသက်သာတဲ့ကုန်ကျစရိတ်နဲ့တင်ဖျက်ဆီးနိုင်နေပါပြီ။ဒါဟာယူကရိန်းအတွက်စီးရင်ကိုင်အသေးစိတ်အချက်လက်မဟုတ်ပဲနိုင်ငံရှင်သန်ရေးနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကာကွယ်ကုန်ကျစရိတ်ကိုတိုက်ခိုက်မှုကုန်ကျစရိတ်အောင်ကြအောင်လှုံ့ဆော်နိုင်မှသာဒီလိုရေရှည်တိုက်ခိုက်ရတဲ့စစ်ပွဲကိုဆက်လက်ထိန်းထားနိုင်မှာဖြစ်လို့ပါဒီကုန်ကျစရိတ်တွက်ချက်မှုကပင်လယ်ပြင်မှာပို့ပြီးတော့အရေးကြီးလာပါတယ်ဘာဖြစ်လို့လဲဆိုတော့အလားတူမမျှတမှုကရေတပ်ကာကွယ်ရေးမှာလည်းတက်ရောက်နေလို့ဖြစ်ပါတယ်စစ်သင်္ဘောတစ်စင်းကိုကာကွယ်ပေးတဲ့ခင်မီလေးချောင်းရန်ကာကွယ်ရေးဒုံးကျည်တွေဟာသူတို့ကိုပြစ်မှတ်ထားတဲ့ဈေးပေါ်တဲ့ဒရုန်းတွေထက်အဆပေါင်းများစွာပိုပြီးဈေးကြီးလေးရှိပါတယ်ပြီးတော့အဲ့ဒီဒုံးကျည်တွေကိုပင်လယ်ပြင်ကျဲကြီးထဲမှာလွယ်လွယ်ကူကူပြန်လည်ဖြည့်ဆည်းဖို့မလွယ်ကူပါဘူးဒါကြောင့်ဈေးပေါ်တဲ့မောင်းသူမဲ့လှေပေါ်ကနေဈေးပေါ်တဲ့အကြားဖြတ်ဒရုန်းကိုလွှတ်တင်တာဟာကုန်ကြောင်ရောရေကြောင်မှာကာကွယ်ကုန်ကြခြင်းကြီးမားတဲ့ပြဿနာကိုတပြိုင်နက်တည်းဖြေရှင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူးဒါကအစပဲရှိပါသေးတယ်။ယူကရိန်းရဲ့ရေကြောင်းနဲ့လေကြောင်းပေါင်းစပ်မှုဟာပုံမခင်မီရဲ့စနစ်တွေစီကိုလှစ်မြန်မြန်တိုးတက်လာနေပါတယ်။ဒီအနာဂတ်ရဲ့အထင်ရှားဆုံးလက္ခဏာကတော့ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးနဲ့ဆက်ဆက်နေတဲ့တပ်ဖွဲ့တစ်ခုကအသုံးပြုတဲ့ကတ်ထရန်လို့ခေါ်တဲ့နောက်မျိုးဆက်သစ်မောင်းသူမဲ့ရေတပ်ရင်ပဲဖြစ်ပါတယ်။2026မေလမှာဒီရေရင်ကိုဒီနီပရိုမြစ်ပေါ်မှာပထမဆုံးအကြိမ်ပြသခဲ့စဉ်ကဒါဟာရေတပ်ဒရုန်းတပ်ဆိုင်ရေပေါ်ပြန်နေတဲ့လေယာဉ်တွေသင်္ဘောတစ်စီးနဲ့ပို့ပြီးတူနေပါတယ်။အလျား9မီတာခန့်ရှိတဲ့ကတ်ထရီဟာပင်လယ်နက်တစ်ခုလုံးမှာပြန်တန်းနိုင်ပြီးကီလိုမီတာ1600အထိရောက်ရှိနိုင်က3ရက်နီးပါးအထိရေထဲမှာနေနိုင်ပါတယ်။ဒါပေမဲ့တကယ်ကိုထင်ရှားတဲ့အချက်ကတော့သူ့ရဲ့အသေးဆောင်နိုင်စွမ်းပဲဖြစ်ပါတယ်။ဒီလေတစ်စင်းတဲ့တင်စစ်စီရေးတစ်ခုမှာ AI လမ်းညွှန်စနစ်သုံးကြားဖြတ်ဒရုန်း28စင်းအထိတည်ဆောင်သွားနိုင်ပါတယ်။သူတည်ဆောင်တဲ့ကြားဖြတ်ဒရုန်းတွေဟာတနအီကို380ကီလိုမီတာနှုန်းအထိမောင်းနေနိုင်ပြီး
ပြစ်မှတ်ကိုသူတို့ဘာသာရှာဖွေလိုက်လံတိုက်ခိုက်နိုင်ပါတယ်။စိတ်ကြိုက်နေတဲ့လေကြောင်းရန်ကာကွယ်ဒုံးကျည်အစစ်တွေကိုပါဒီရင်ပေါ်မှာတက်စေနိုင်တာကြောင့်ဒါဟာဒရုန်းတွေတင်မကပဲတိုက်လေယာဉ်တွေရဟတ်ယာဉ်တွေနဲ့ခရုဒုံးကြီးတွေကိုပါချိန်ချောက်နိုင်တဲ့အနေအရှိရဲ့လက်နက်တစ်ခုဖြစ်လာပါတယ်။ Gatran ရဲ့တကယ်ကိုစမ်းသပ်တဲ့အချက်ကတော့သူတို့ကိုဘယ်နေရာမှာမဆိုအသုံးချနိုင်တာဖြစ်ပါတယ်။ရုရှားရှာဟတ်ဒရုန်းတွေဟာရေဒါတွေမမိအောင်ယူကရိန်းရဲ့မြစ်တွေကိုအမြင့်နှိပ်လမ်းကြောင်းတွေအဖြစ်မကြာခဏအသုံးပြုလို့ရှိပါတယ်။ Kyiv လိုမြို့တွေကိုရောက်ဖို့ဒီလမ်းကြောင်းတွေကိုလိုက်လာတကြပြီးမြစ်တွေထဲမှာပါသွားလာနိုင်တဲ့ Gatran လိုရွှေရှားပလက်ဖောင်းတစ်ခုဟာအဲ့လမ်းကြောင်းတွေရဲ့ထိပ်တက်မှာနေရာယူထားပြီးကြားပြတ်ဒရုန်းတွေကိုရှာဟတ်ရဲ့ပြန်တမ်းမှုလမ်းကြောင်းတွေကိုတိုက်ရိုက်လွှတ်တင်နိုင်ပါတယ်။ဒါကြောင့်ဒီစနစ်ဟာကာကွယ်ရေးကိုပုံသေးကုန်းတွင်းအခြေဆိုင်စခန်းတွေကနေဖယ်ထုတ်ပြီးအနေအဖြတ်တန်းသွားလာမဲ့ရေလမ်းကြောင်းတိုင်းစီတင်ဆောင်သွားပြီးတာဖြစ်ပါတယ်။ဒါဆိုအခြားတစ်ဖက်ကပြိုင်ပွဲမှာရုရှားကဘယ်လိုအခြေအနေရှိနေပါသလဲ။စိတ်ဝင်စားစရာကောင်းတာကဒီတီးခြားကဏ္ဍမှာနောက်ကျကျန်နေတာကမော်စကိုဖြစ်နေပါတယ်။ရုရှားမှာလည်းကိုပိုင်မောင်းသူမဲ့ရေတပ်ရှင်တွေရှိပါတယ်။မာရီနာနဲ့အော့ပစင်လိုမျိုးမော်ဒယ်တွေကိုထုတ်လုပ်ခဲ့ပြီးအချို့ကိုပူတင်ကိုယ်တိုင်တွားရောက်ကြည့်ရှုခဲ့တာမျိုးတွေရှိပေမဲ့ဒါတွေကတော့တိုက်ခိုက်ရေးနဲ့ကင်းလှည့်ရေးစစ်စင်ရေးတွေကိုပဲအဓိကထားပြီးယူကရိန်းရဲ့ရင်တွေထက်တိတိတသားနောက်ကျနေပါတယ်။အထင်ရှားဆုံးပြသနေတဲ့အချက်ကတော့ယူကရိန်းဟာ2024ဇွန်လလောက်ကလေးကဒရုန်းစစ်ပွဲအတွက်တည်တံ့ဖြစ်တဲ့မောင်းသူမဲ့စနစ်များဆိုင်ရာတပ်ဖွဲ့ကိုကမ္ဘာပထမဆုံးအကြိမ်ဖြစ်တည်ထောင်ခဲ့ပေမဲ့ရုရှားကတော့အလားတူတပ်ဖွဲ့မျိုးကို2025နိုဝင်ဘာလကျမှသာတည်ထောင်နိုင်ခဲ့လို့တစ်နှစ်ခွဲနီးပါးနောက်ကျခဲ့တာဖြစ်ပါတယ်။ရုရှားစစ်ဘက်နည်းပညာကျွမ်းကျင်သူတွေရဲ့အဆိုအရရုရှားအနေနဲ့ပင်လယ်ပြင်ကနေလေကြောင်းပစ်မှတ်တွေကိုထိမှန်အောင်တိုက်ခိုက်နိုင်တဲ့ယူကရိန်းရဲ့အောင်မြင်မှုမျိုးကိုလက်ရှိအချိန်ထိမပြသနိုင်သေးပါဘူး။မော်စကိုရဲ့အဓိကလက်နက်ကတော့မျက်စိလိုင်းနှောက်ယှက်မှုနဲ့ဒရုန်းအချက်ပြလိုင်းတွေကိုဖျက်တောက်တာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ပုံမူကိုပိုင်စနစ်ဆန်ပြီး AI လမ်းညွှန်စနစ်သုံးကြားဖြတ်ဒရုန်းတွေနဲ့ရှင်တော့ဒီနီလန်းကလည်းအကန့်အသတ်ရှိနေသေးဖြစ်ပါတယ်။ဒါပေမဲ့ဒီစွမ်းရည်ရဲ့တကယ်အရေးပါမှုကယူကရိန်းတစ်ခုတည်းမှာတင်အကန့်အသတ်မရှိပါဘူး။အမှန်တော့ယူကရိန်းပင်လယ်ပြင်မှာအောင်မြင်ခဲ့တဲ့အရာဟာကမ္ဘာအကြီးဆုံးရေတပ်ကြီးတွေရဲ့အနာဂတ်အစီအစဉ်တွေရဲ့ဗဟိုချက်မှာရှိနေတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာပစိဖိတ်သမုဒ္ဒရာထဲကတရုတ်ရဲ့ကြီးမားတဲ့ရေတပ်အင်အားကိုရင်ဆိုင်ဖို့အတွက်ဒီတွက်ချက်မှုအပေါ်အခြေခံပြီးစစ်ဗျူဟာတစ်ခုကိုတည်ဆောက်နေပါတယ်။သူတို့ဟာ2031ခုနှစ်မှာအလယ်အလတ်စားမောင်းသူမဲ့စစ်သင်္ဘောအမြောက်များကိုအသုံးပြုဖို့စီစဉ်နေပြီးရေရှည်မှာတော့သူတို့ရေတပ်စုရဲ့ထောက်ဝက်နီးပါးကိုစက်ရုပ်တွေအဖြစ်ပြောင်းလဲဖို့ရည်ရွယ်ထားပါတယ်။ဒါအပြင်အမေရိကန်ရေတပ်ကအသုံးပြုတဲ့အယူအဆကလည်းယူကရိန်းရဲ့အယူအဆနဲ့ထပ်တူနီးပါးတူညီနေပါတယ်။အဲ့ဒါကတော့မောင်းသူမဲ့သင်္ဘောကြီးတွေကိုပုံမသိငယ်တဲ့ရေတပ်လေကြောင်းနဲ့ရေအောက်ရင်တွေကိုစစ်မြေပြင်ထဲတဲဆောင်သွားပြီးလွတ်တင်ပေးမဲ့ကုန်တင်ကားကြီးတွေလိုအသုံးပြုတာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းကပင်လယ်နှစ်ထဲမှာမဖြစ်မနေလိုအပ်ချက်အရာတည်တွင်ခဲ့ရတဲ့ပင်လယ်ပြင်ကနေဒရုန်းတွေလွတ်တင်တဲ့စနစ်ဟာဒီနေ့မှာတော့အင်အားကြီးနိုင်ငံတွေကအနာဂတ်စစ်ပွဲတွေအတွက်လေ့ကျင့်နေရတဲ့စစ်ဝါဒတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ဒီနည်းအားဖြင့်ပြောရရင်ယူကရိန်းစစ်မြေပြင်ဟာမောင်းသူမဲ့ရေတပ်စစ်ပွဲတွေရဲ့ကမ္ဘာအနာဂတ်ကိုလက်တွေ့စမ်းသပ်နေတဲ့တခွဲခန့်အရှင်ကြီးတစ်ခုဖြစ်ပါတယ်။ဒီနည်းပညာတွေကစန့်ကျင်ဘက်ရန်သူတွေစီကိုပြန့်နှံ့သွားတာကတော့ဒင်ကာပြရဲ့အခြားတစ်ဖက်မျက်နှာစာပါပဲ။ယူကရိန်းကပြည်စုံအောင်ဖန်တီးခဲ့တဲ့ဈေးပေါ်တဲ့ဒရုန်းစစ်ပွဲပုံစံကိုအခုတော့အခြားသူတွေကလှစ်လှစ်မြက်မြက်လိုက်ကူးချနေကြပါတယ်။ရှာဟက်ဒီဇိုင်းကိုယ်တိုင်ကဒီနေ့မှာအနည်းဆုံးအဖွဲ့အစည်း6ခုစီကိုပြန့်နှံ့သွားခဲ့ပါပြီ။အီရန်ကဒီဒရုန်းတွေကိုရုရှားစီထောက်ပံ့ပေးနေသလိုအရှေ့အလယ်ပိုင်းမှာလည်းကိုယ်တိုင်အသုံးပြုနေပါတယ်။ပြီးတော့ယူကရိန်းရဲ့ရေတပ်နည်းဗျူဟာတွေကိုလိုက်သုံးနေတဲ့အခြားအဖွဲ့အစည်းတွေလည်းရှိနေပါတယ်။ဒါကြောင့်ဒါဟာစစ်မျက်နှာတစ်ခုတည်းရဲ့ဇလံမဟုတ်ပါဘူး။ဈေးပေါ်တဲ့မောင်းသူမဲ့စနစ်တွေကြောင့်အဆုံးဖြတ်ပေးမဲ့ဒီစစ်ပွဲပုံစံသစ်ဟာပင်လယ်နက်ကနေပါရှန်ပင်လယ်ကွေ့အဲဒီကနေတဆင့်ပစိဖိတ်သမုဒ္ဒရာအထိပြန့်နှံ့သွားမဲ့ကမ္ဘာအသွင်ကူးပြောင်းမှုကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။အခုချိန်မှာတော့ဒီအသွင်ကူးပြောင်းမှုရဲ့ရှေ့ဆုံးကနေဥဆောင်နေရဲ့အမည်ကတော့လိုအပ်ချက်အရဒါကိုမွေးဖွားပေးခဲ့တဲ့နိုင်ငံဖြစ်တဲ့ယူကရိန်းပဲဖြစ်ပါတယ်။ဒီပုံရိပ်တစ်ခုလုံးကဆွဲမှတ်စရာကောင်းပေမဲ့ဒီအောင်မြင်မှုရဲ့အကန့်အသတ်တွေကိုလည်းတည်တည်ကြကြမြင်ဖို့လိုအပ်ပါတယ်။ပင်လယ်ပြင်ကနေကြားဖြတ်ပစ်ခတ်တဲ့စနစ်ဟာဘလောက်ပဲစမ်းသစ်နေပါစေစစ်ပွဲကိုသူ့ဘာသာသူချက်ချင်းပြီးဆုံးသွားစေမဲ့တခုတည်းသောရွှေခွက်တော့မဟုတ်ပါဘူး။ဒီအတွက်ခိုင်မာရဲ့အကြောင်းပြချက်အချို့ရှိပါတယ်။ပထမဆုံးအကြောင်းပြချက်ကတော့ဒီစွမ်းရည်ကအလုံးရင်းနဲ့ထုတ်လုပ်နိုင်တဲ့အဆင့်ထိမရောက်သေးလို့ဖြစ်ပါတယ်။ အေဘီလာကဖြစ်စဉ်ဟာကမ္ဘာပထမဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီးလက်တွေ့စံတန်အောင်မြင်မှုအဆင့်အဖြစ်လက်ရှိအချိန်ထိတစ်ကြိမ်ပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ယူကရိန်းစီကိုညတိုင်းရှာဟတ်ဒရုန်းရာပေါင်းများစွာလာနေရဖြစ်ပြီးအများစုကိုပင်လယ်ပြင်ကမဟုတ်ပဲကုန်းတွင်းပိုင်းကနေတမန်ရိုးကျကြားဖြတ်ဒရုန်းတွေနဲ့လေကြောင်းရန်ကာကွယ်စနစ်တွေသုံးပြီးပစ်ချနေရတော့မှာပဲပင်လယ်ပြင်ကနေကြားဖြတ်ပစ်ခတ်တဲ့စနစ်ဟာကြီးမားတဲ့မျှော်လင့်ချက်တွေရှိနေပေမဲ့လက်ရှိအချိန်ထိတော့လမ်းကြောင်းတင်စာအရွယ်ပဲရှိပါသေးတယ်ကာကွယ်ရေးရဲ့ကြော်ရွံ့ကြီးမဟုတ်သေးပဲမျှော်လင့်ချက်ရှိတဲ့အစိတ်ပိုင်းအသစ်တစ်ခုသာဖြစ်ပါတယ်။ဒုတိယအကြောင်းပြချက်ကတော့ရုရှားကလည်းဒီပြိုင်ပွဲမှာငြိမ်ထိုင်မနေလို့ဖြစ်ပါတယ်။မော်စကိုကကြားဖြတ်ပစ်ဖို့ပုံမခက်ခဲတဲ့ရှာဟတ်မော်တဲ့အသစ်တွေကိုထုတ်လုပ်နေပါတယ်။အနေအကြီးဆုံးကတော့ဂျက်အင်ဂျင်သုံးအမျိုးအစားတွေဖြစ်ပါတယ်။ဒီဂျက်အင်ဂျင်သုံး drone တွေဟာတနာရီကို350ကီလိုမီတာနှုန်းအထိပြန်ထမ်းနိုင်ပြီးခေတ္တများအတွင်းမှာတနာရီကို600ကီလိုမီတာအထိရောက်ရှိနိုင်ပါတယ်။ယူကရိန်းကာကွယ်ရေးဝန်ကြီးကိုရိုင်ကဒီဂျက်အင်ဂျင်သုံးအမျိုးအစားတွေကိုလက်ရှိအချိန်ထိမဖြေရှင်းနိုင်သေးတဲ့အရေးတကြီးဆုံးပြဿနာအဖြစ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါကြောင့်ယူကရိန်းကပြဿနာတစ်ခုကိုဖြေရှင်းလိုက်တိုင်းရုရှားကပြဿနာအသစ်တစ်ခုကိုထပ်မံဖန်တီးနေရဖြစ်ပါတယ်။တတိယနဲ့အခြေခံအကျဆုံးအကန့်အသတ်ကတော့ဒီကြားဖြတ် drone တွေကဘလို့အနေအမျိုးတွေကိုပဲခုခံနိုင်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။ဒီဈေးပေါ်တဲ့ drone တွေဟာရှာဟတ်လိုမျိုးနှိုင်းယှဉ်ချက်အရနေကွေးတဲ့ပြစ်မှတ်တွေအတွက်တော့အလွန်ထိရောက်ပါတယ်။ဒါပေမဲ့ပုံမမြန်ဆန်ပြီးပုံမမြင့်မားတဲ့အမြင့်ကနေလာတတ်တဲ့ ballistic ဒုံးကျည်လိုမျိုးအန္တရာယ်တွေအတွက်တော့ဘာမှလုပ်လို့မရပါဘူး။ဒါပေမဲ့လည်းဒီလိုအကန့်အသတ်တွေရှိနေပေမဲ့တကယ်အဓိကအချက်ကတော့ပြောင်းလဲမသွားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီအောင်မြင်မှုရဲ့တန်ဖိုးကဒီနေ့မှသူပြစ်ချနိုင်ခဲ့တဲ့ရှာဟတ်ဒရုန်းအရေးအတွက်မှတည်းမဟုတ်ပဲကာကွယ်ရေးကုန်ကြစည်ဟာတိုက်ခိုက်မှုကုန်ကြစည်ထက်ပိုပြီးသက်သာနိုင်တယ်ဆိုတဲ့သက်သေပြချက်မူဝါဒမှာရှိနေလို့ဖြစ်ပါတယ်။ဒါဟာခေတ်သစ်လေကြောင်းစစ်ပွဲရဲ့အခြေခံအကျဆုံးအခက်အခဲအတွက်အဖြေတစ်ခုဖြစ်ပါတယ်။ရုရှားကပုံမြန်တဲ့ drone တွေထုတ်လုပ်လာနေအမျှယူကရိန်းကလည်းပုံမြန်တဲ့ကြားဖြတ် drone တွေကိုထုတ်လုပ်လာပါတယ်။ဒါကမပြီးဆုံးနိုင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပေမဲ့ပင်လယ်ပြင်ကနေကြားဖြတ်ပစ်ခတ်တဲ့စနစ်ဟာယူကရိန်းအနေနဲ့ဒီပြိုင်ပွဲမှာဘလောက်အထိရှေ့ကနေပြီးနေလဲဆိုတာရဲ့သက်သေပြချက်ပါပဲ။ပြီးတော့ပူတင်အယုံကြည်ရဆုံးဖြစ်တဲ့လက်နက်ဟာလည်းဘယ်သူမှမထိနိုင်တဲ့အရာမဟုတ်တော့ဘူးဆိုတဲ့အချက်ပြချက်လေးဖြစ်ပါတယ်။ဒါဆိုရင်ပူတင်စစ်ပွဲတစ်ခုလုံးအတွက်အားကိုးပြီးကစားခဲ့တဲ့ဈေးပေါ်တဲ့ drone ကစားကွက်ဟာနောက်ဆုံးမှာတော့သူ့လက်နဲ့သူပြန်ကျွေးခဲ့ရတဲ့ရှုံးနိမ့်မှုတစ်ခုဖြစ်ပြောင်းလဲသွားပြီလားဆိုတာကိုပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကို comment မှာရေးသားမျှဝေပေးခဲ့ကြပါအောင်ရှင်။